ဒီအလူရှင်တွေရဲ့အဖွဲ့တွေအကောင်းလာမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစစ်ကမ်းကျွန်တော်ဒီဦးနိုင်တဲ့နေမှာတခန်းရှိရင်ကြောက်ဖြူနေမှာတခန်းရှိရင်အဲ့နှခမ်းလုံးကျွန်တော် FS ခုပြမှာတကယ်မှပြည့်စရာမလိုဘူးစေတနာရှိရင်အလူပုလေးလုပ်ပြလိုက်မှာထည့်ခဲ့လိုက်မှာထည့်ရင်လည်းကိစ္စမရှိဘူးဆိုတဲ့ပုံမျိုးပေါ့နော်အဲ့လိုမျိုးရှိတာပြောစေကမ်းတခန်းဆိုဒီရှိတဲ့ဟာတော့မှကျွန်တော်မနေ့ကထိနေရတဲ့အနေထားပေါ့နှခမ်းဆိုတော့တော်တော်ဒီပြည်နှံပြပရဲ့ဒီ brighter အဖွဲ့အစည်းတွေရဲ့ဒီအလူငွေတွေရဲ့နောက်ပြီးတော့အလူရှင်တဦးတရားချင်းစီပို့ပြီးတော့မှဒီလူပြန်လာရင်လည်းပေါ်ပေါက်မယ်ပေါ့နော်နောက်ထပ်ဒီအရှာအဖွဲ့အစည်းကြီးတယ်ပေါ့သူတို့ကလည်းပို့ပြီးဒီ sport ပေးလာရင်တော့ကျွန်တော်ဒီချက်မကဒီရခိုင်တပြည်လုံးနဲ့ကျွန်တော်လုံးနေလုပ်ပြမှာပေါ့နော်အဲဒီတမျိုးပြီးတမျိုးပေါ့နော်ဒီစစ်ကောင်ကိုကျွန်တော်တိဆောက်ပြီးရှိတာပေါ့နော်လက်ရှိအခက်အခဲကတော့ကျွန်တော်ဒီစစ်ခန်းနှစ်ခုကိုထိမရပဲစဉ်းစားနေရတာပေါ့နော်ကျွန်တော်လက်ရှိဒီပြည်ပကဝင်လာတဲ့အလူငွေတွေနဲ့ဒီမှာစစ်ခန်းနှစ်ခန်းကိုလည်းပန်းမြောက်ကိုဘယ်လိုမျိုးဝါကေဗီဒီယိုမှာနောက်ထပ်ဘယ်လိုမျိုးရပုံမရှာမလဲဆိုတဲ့ဟာတော့ပေါ်ပြီးတော့စဉ်းစားနေရတာပေါ့နော်ဒီစစ်ခန်းလည်းပတ်ဖို့တကြတော့